Hello အားလုံးပဲမင်္ဂလာပါ The Fitness and Tarot Page ကနေ Fitness ပြန်လည်ကြိုဆိုပါရစေအခုတစ်ခါ Fitness က Gemini ရာသီပွားလေးအတွက်ဇူလိုင်လတစ်လစာအခြေရေး Love Reading လေးကို Fitness ဟောပြောပေးသွားမှာဖြစ်ပါတယ်အဲ့တော့Fitness ရဲ့ reading တွေမှာတော့အပိုင်းနှစ်ပိုင်းပါမယ်ပေါ့နော်ပထမတစ်ပိုင်းကတော့ single လေးအတွက် reading ဖြစ်မယ်ဒုတိယတစ်ပိုင်းကတော့ relationship လေးအတွက် reading ဖြစ်မယ်ပေါ့နော်အဲ့တော့ relationship reading ဆိုတော့ညာလဲ single လေးမှာလက်ရှိပတ်သက်နေတဲ့သူရှိတယ် dealing person ရှိတယ်ဆိုရင်ဒုတိယပိုင်းကိုပါဆက်ကြည့်လို့ရတယ်ပေါ့နော်အဲ့တော့အရင်ဦးဆုံး Gemini single လေးအတွက်အခြေ love reading လေး finish တို့ဟောမယ်ပေါ့နော်အဲ့တော့ဒီ reading မှာတော့ထုံးစံအတိုင်းပဲလက်ရှိ current love energy ex ရဲ့ energy crush ရဲ့ energy situationship ရဲ့ energy နဲ့နောက်ပြီးတော့ဒီဇွန်လလထဲမှာဘာတွေဆက်ဖြစ်မလဲဆိုတဲ့ခေါင်းစဉ်လေးနဲ့ reading လေးလုပ်ပေးသွားမှာပါအဲ့တော့အရင်ဦးဆုံး Gemini single လေးတွေရဲ့ current love energy ကိုကြည့်တဲ့အခါမှာကြာလာတဲ့ကတ်ကKing of Swords ကကြတယ်နောက်တစ်ခုက Eight of Pentacles ကကြတဲ့အတွက်ကြောင့်ဒီလမှာကလက်ရှိမှာပေါ့နော်လက်ရှိမှာက Gemini လေးတွေကကိုတော်တော်လေးဦးစားပေးဖြစ်လာမယ်အနေအထားမျိုးဦးစားပေးနေတဲ့အနေအထားမျိုးလေးရှိတယ်ကိုပါလိုချင်လဲဆိုတော့ကိုတည်တည်ချာချာသိလာမယ်ဘယ်အရာတွေကိုကိုကအားထုတ်ကြိုးပမ်းရမှာလဲဘယ်အရာတွေမှာတော့စိတ်နှစ်ပြီးကြိုးစားရမလဲဘယ်အရာကိုတော့လုံးဝအပိသက်လှည့်ထွက်ရမှာလဲဘယ်အရာမှာတော့ကိုလုံးဝကိုယ့်ရဲ့အချိန်တွေလူခွန်အားစိတ်ခွန်အားချစ်ချင်းမြတ်တာအချိန်เนาะဟိုစသဖြင့်ဒါတွေကိုကို invest လုပ်ဖို့မသင့်တော်ဘူးလဲဆိုတာကိုတဖြည်းဖြည်းချင်းလေးဟိုသုံးသပ်လာနိုင်တဲ့အနေအထားမျိုးလေးမှာတော့ရှိနေတယ်လို့ finish မြင်တယ်အဲ့တော့ current left energy ကိုတော်တော်လေးကြိုက်ပါတယ် Gemini ရဲ့ energy ကဟိုအကောင်းဘယ်ဟာအကောင်းဘယ်ဟာအဆိုးဆိုတာကိုခွဲခြားသိနေတဲ့ကာလတစ်ခုဖြစ်နေတယ်လို့ပဲပြောရမှာပေါ့နော်အဲ့တော့ X ရဲ့ energy ကိုကြည့်တဲ့အခါမှာAce of Pentacles ကကြတယ် Ace ကကြတော့လေကိုနဲ့ပတ်သက်ပြီးတော့လက်ရှိမှာအဆက်အသွယ်မရှိဘူး no contact ဖြစ်နေရဲဆိုရင်ဆက်သွယ်ပြန်လုပ်ချင်တဲ့စိတ်ကူးတွေရှိနေတယ်ပေါ့နော်ကိုနဲ့ပတ်သက်ပြီးကိုနဲ့သူနဲ့ကြားထဲမှာအပြန်လှန်ပြောထားတဲ့စာတွေเนาะဒါမှမဟုတ်လို့တခုခုပေါ့နော်အမှတ်တရတွေကိုပြန်ပြီးတွေးနေရတယ်စာတွေပြန်ဖတ်နေပြီးတတိယနေရာမျိုးတွေလည်းရှိတယ်နှစ်ယောက်ကြားထဲမှာအစ်စ်ကိုပြန်ပြီးတော့စတင်ခြင်းနဲ့စိတ်ကူးလေးတွေလည်းရှိနေတယ်ဒါပေမဲ့ယာနှုံးပြေတော့မဟုတ်နေသေးဘူးပေါ့နော်သူ့စိတ်ထဲမှာဘယ်လိုဖြစ်နေလဲဆိုတော့ကိုနဲ့ပတ်သက်ပြီးလဲကိုယ်ကိုတန်ရောစင်မပြတ်ဘူးဒါပေမဲ့လူသစ်စိတ်သစ်ချစ်သစ်နဲ့ပဲသွားလိုက်တော့တာကောင်းမလားဆိုတဲ့အတွေးတစ်ခုကလည်းဝင်နေတာမျိုးလေးတော့တွေ့ရတယ်အဲ့တော့ X နဲ့ပတ်သက်ရင်တော့အချိန်လေးခဏစောင့်ကြည့်လိုက်တာတော့မမှားဘူးပေါ့နော်အဲ့တော့ crush ရဲ့ energy ကိုကြည့်တဲ့အခါမှာcrush ကနော် the sun ကကြတယ် the hierophant ကကြတဲ့အတွက်ကြောင့် crush နဲ့ကိုနဲ့ကြားထဲမှာဒီလထဲမှာလေဟိုအခြေအနေလေးကောင်းလာနိုင်တယ်ဟိုမှာ crush ကလည်း single ကိုကလည်း single ပဲဆိုရင်ပို့ပြီးတော့အဆင်ပြေနိုင်သေးတယ်အဲ့လိုမျိုးဆိုရင်ကိုနဲ့သူနဲ့ကြားထဲမှာပို့ပြီးတော့နီးစပ်လာမယ်ပို့ပြီးရင်းနှီးလာမယ်ကိုလိုချင်တဲ့အခြေအနေထားလေးတစ်ခုရလာနိုင်တယ်လို့ fitness ကတော့မြင်တယ်ပေါ့လေနော်ဖြည်းဖြည်းချင်းတော့ချင်းကပ်ရလိမ့်မယ် crush ကကြတော့အရန်ကြီးလောလို့မရဘူးရန်ကြီး pressure ပေးလို့မရတဲ့လူတွေမှာပါတဲ့အခါကျတော့ကိုယ့်ဘက်ကဖြည်းဖြည်းချင်းအေးစစ်စစ်ချင်းတလှမ်းချင်းတစ်စင်ချင်းချင်းကပ်မယ်ထဲမှာတော့ပါတယ်ပေါ့အဲ့တော့ situationship တွေပေါ့နော်လက်ရှိမှာခေါင်းစဉ်တက်လို့မရဖြစ်နေတဲ့ဆက်ဆံရေးတွေမှာရောက်နေတဲ့သူတွေအတွက်ကတော့ဒီလထဲမှာကတယောက်နဲ့တယောက်ကြားထဲမှာကတော့ဟိုပို့ပြီးတော့အဆင့်တက်လာတာမျိုးတွေပို့ပြီးရင်းနှီးမှုရလာတာလေးတော့ရှိတယ်။တယောက်နဲ့တယောက်က type တွေ personality တွေကဗရာတလန်းတန်တလန်းပေါ့နော်။ तू ကဖြူဆိုကိုကမဲဖြစ်နေတဲ့အနေအထားမျိုးဖြစ်တဲ့အခါကျတော့အဲ့ဒီအခြေအနေလေးတွေမှာတော့တေချာလေး discuss လုပ်ပြီးတော့ညှိနှိုင်းပြီးသွားမှတော့ရလိမ့်မယ်လို့မြင်တယ်။နောက်ပြီး physical attraction ဘက်ကိုတော့ပိုရောက်တယ်လက်ရှိအနေအထားအရပေါ့နော်။တကယ်ဟိုတန်ရောစင်အခြေခံတဲ့ emotional love ထက်ဆိုင်ရင်နှစ်ယောက်ကြားထဲမှာ skinship လေးတွေသဘောကျတယ်ရင်ခုန်တယ်စိတ်လှုပ်ရှားတယ်ဆိုတဲ့အနေအထားမျိုးမှာတော့ပိုရောက်နေတယ်လို့ပဲမြင်ရတယ်။အဲ့တော့ July လထဲမှာပေါ့နော် current love energy အပြင်ဘာတွေဆက်ဖြစ်မလဲပေါ့နော် July လထဲမှာ Gemini လေးတွေဘာတွေဆက်ဖြစ်နိုင်လဲဆိုတော့ Seven of Wands ကကြတယ်The Strength ကကြတဲ့အတွက်ကြောင့် Base of the Deck ကလည်း Queen of Pentacles ကိုအတွက်ကြောင့်မလို့ကိုယ့်ရဲ့ energy ကတော့ကောင်းနေအောင်မယ်နော်ကောင်းနေလိမ့်မယ်ဆိုတော့ကိုယ့်အနေနဲ့ပိုပြီး strong ဖြစ်လာတတ်တယ်ဒီမှာဒီ Gemini ရဲ့ reading ကို finish ရဲ့အခါမှာတခြားသူတွေကိုကိုချစ်ပေးတာမျိုးထက်ဆိုင်ဒီလထဲမှာကိုပို့ပြီးတော့ချစ်နိုင်လာလိမ့်မယ်လို့ finish ကတော့မြင်တယ်ပေါ့ကိုအတွက်ဘဝတိုးတက်ကြောင်းဘာတွေလုပ်ရမလဲအကြောင်းတက်မယ်အလုပ်လုပ်မယ်ပတ်စံရှာမယ်ကို mentally အပြင် strong ဖြစ်အောင်ပေါ့နော်စိတ်ပိုင်းဆိုင်ရာမှာရင့်ကျက်လာအောင်ပို့ပြီးတော့တန်မာလာအောင်ဘယ်လိုတွေလုပ်ရင်ကောင်းမလဲကိုယ့်ရဲ့သွားရှေ့ကိုဆက်လျှောက်နေတဲ့လမ်းကဖြောင်ဖြူသွားဖို့ပဲကိုပို့ပြီးတော့စိတ်ဝင်စားတယ်ဒီလမ်းတစ်ခုတည်းကိုတက်မရေရာမသေးတာဘူးဆိုရင်ကိုမလျှောက်တော့ဘူးအဲ့လိုမျိုးပေါ့နော် self love ကိုပို့ပြီးတော့ဦးစားပေးနိုင်လာမယ့်အနေအထားမျိုးလေးတွေမှာတွေ့ရတယ်။နောက်ဆက်တွဲအနေနဲ့ကကျတော့ self love ကောင်းလာလေးကိုယ့်ကိုလည်းတန်ဖိုးထားပြီးချစ်တဲ့သူတွေပေါ်လာတတ်တယ်ပေါ့။အဲ့တော့ဒီလ energy လေးကတော့ Gemini လေးအတွက်ကောင်းမွန်တဲ့လတစ်ခုလို့ပဲ Phoenix ကတော့ပြောရမယ်ပေါ့လေ။အဲ့တော့ဒုတိယတစ်ပိုင်း
relationship reading ကိုဆက်ကြည့်မယ်အဲ့တော့ရှေ့မှာ Phoenix ပြောခဲ့သလိုပဲ relationship reading ဆိုတော့ညာလေလက်ရှိမှာ single လေးတွေချစ်သူတော့မရှိဘူးဒါပေမဲ့ပတ်သက်နေတဲ့တစ်ဖက်လူရှိရဆိုရင်ဒီ reading ကိုဆက်ကြည့်မယ်ဆိုလည်းကြည့်လို့ရတယ်ပေါ့အဲ့တော့အရင်ဦးဆုံးပေါ့နော်ကိုယ့်ဘက်ကနေပြီးတော့တစ်ဖက်လူပေါ်မှာရှိတဲ့စိတ်ခံစားချက် feelings ကိုကြည့်တဲ့အခါမှာကိုကလေဒီနည်းနည်းတော့ stress များနေတဲ့အနေအထားအတွေးလွန်နေတဲ့အနေအထားမျိုးလေးရှိတယ်ပေါ့နော်ဥပမာပုံမှန်လင်းလင်းပြောရရင်တချို့ဂျမနိုင်လေးတွေအတွက်ကကြတော့ဒီလူကိုကအပျော်သဘောလောက်ပဲစိတ်ထဲမှာရှိနေတယ်ဒါပေမဲ့ဘာဆက်လုပ်ရမှန်းလည်းမသိဘူးဒါတစ်ခုဖြစ်နိုင်တယ်နောက်ထပ် scenario တစ်ခုကကြတော့ကိုယ့်ဘက်ကတော့အတီပဲဒါပေမဲ့တစ်ဖက်လူကကိုအပျော်ပဲလားတစ်ဖက်လူကကိုအရန်လေးလေးနက်နက်ကိုတန်ဖိုးထားစေခြင်းတလောက်တန်ဖိုးမထားဘူးဆိုတာမျိုးတွေဖြစ်နေတာမျိုးတွေလည်းရှိနိုင်တယ်အဲ့တော့အခြေအနေနှစ်ခုဆိုပေမဲ့လည်းဒီဆက်ဆံရေးမှာတော့ဂျမနိုင်လေးတွေဘက်ကတော်တော်လေးအတွေးများပြီးတော့ကို့အတွေးနဲ့ကိုချောင်ပိတ်ပြီးရောက်ရက်ခတ်နေတဲ့အနေအထားတွေပဲအများကြီးတွေ့ရတာပေါ့နော်အဲ့တော့တစ်ဖက်လူဘက်က feelings ကိုကြည့်ရဲ့အခါမှာတစ်ဖက်လူကလည်းဒီဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးတော့ပင်ပန်းနေတဲ့အနေအထားမျိုးလေးတော့တွေ့ရတာပေါ့နော်သူကကြတော့ဘလို့ဖြစ်နေလဲဆိုတော့အဆင်ပြေခြင်းနဲ့ပျော်ရွှင်ခြင်းနဲ့ဒါပေမဲ့ဒီဆက်ဆံရေးမှာဂျမနိုင်လေးတွေနဲ့ဆက်ဆံရေးမှာရေရှည်ထိသွားလို့မှအဆင်ပြေပါမလားပေါ့အဓိကတော့ future ဆိုတာကြီးကိုကြည့်လိုက်လို့ရှင်ငါတို့လိုချင်တဲ့အခြေအနေနေထားမှအောင်မြင်မြင်သွားနိုင်ပါမလားဆိုတဲ့စိုးရိမ်ပူပန်မှုတွေပင်ပန်းတာတွေဝင်တော့ဝင်ပို့ဖြစ်နေတယ်လို့ခံစားချက်တွေတော့အများကြီးတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီဆက်ဆံရေးမှာဇွန်လလတွေကြုံရနိုင်တဲ့အခက်အခဲ challenge ကပါရှိလဲဆိုရင် Queen of Pentacles ကကြတယ် Page of Cups ကကြတဲ့အတွက်ကြောင့်နှစ်ယောက်ကတယောက်နဲ့တယောက်တော့ချစ်ပေးနေလိမ့်မယ်ဒါပေမဲ့ love language တော့တူချင်မှတူမယ်ပေါ့နော်ဥပမာကိုကအချစ်ကိုလက်ခံထားတဲ့ပုံစံကိုလိုချင်တဲ့ချစ်ပေးစေချင်တဲ့ပုံစံနဲ့သူချစ်တတ်တဲ့ပုံစံကထပ်တူမကြဘူးအဲ့လိုပဲသူချစ်စေခြင်းတဲ့ပုံစံနဲ့ကိုချစ်ပေးနေတဲ့ပုံစံတွေကတလွဲတွေဖြစ်နေတာမျိုးအဲ့လိုမျိုးလေးတွေတော့ difference တွေတော့ရှိနိုင်တယ်အထူးသဖြင့်တယောက်ကပို့ပြီးတော့ emotional ဖြစ်တတ်တဲ့စိတ်ခံစားချက်တွေများတယ်စိတ်ထိခိုက်လွယ်တဲ့ခံစားလွယ်တဲ့တစ်ဖက်ကကျတော့ပို့ပြီးဘဝမှာအုံနောက်နဲ့ပို့ပြီးတော့စဉ်းစားနိုင်တယ်လက်တွေ့ပူကြတယ်အဲ့လိုမျိုးကွာဟမှုလေးတွေလည်းရှိနေတတ်တယ်အဲ့ဒီမှာညှိနိုင်ရင်တော့တိတ်ပြဿနာမရှိဘူးမညှိနိုင်ဘူးဆိုရင်တော့ကိုကလည်းကိုဖြစ်ချင်တာပဲကိုသိတယ်ကိုနေတတ်တယ်လို့ပဲကိုနေမယ်သူကလည်းသူနေတတ်တယ်လို့ပဲသူနေမယ်ဆိုရင်တော့ relationship ဆိုတော့ညာလေတယောက်နဲ့တယောက်ပတ်သက်နေတယ်ဆိုတော့ညာလေကိုဟာကိုတတိတတ်ပုံစံမျိုးဖြစ်နေတတ်တာကတော့ဒီဇူလိုင်လထဲမှာအဓိကကြုံရတဲ့အခက်အခဲဖြစ်နိုင်တယ်ပေါ့လေအဲ့တော့ဘာတွေဆက်ဖြစ်ကြမလဲပေါ့နော်ဇွန်လထဲမှာဘာတွေဆက်ဖြစ်ကြမလဲဆိုရင် Two of Pentacles နဲ့ Seven of Swords ကကြတဲ့အတွက်ကြောင့်မလို့ဒီလတွေကတော့နည်းနည်းလေးသတိထားမယ်ထဲမှာပါတယ်ပေါ့နော်တယောက်နဲ့တယောက်ကြားထဲမှာအထင်မြင်လွဲတာတွေကြောင်းမလို့ပေါ့နော်စကားအခြေတင်ပြောရတာမျိုးလေးပြဿနာရှင်းရတာမျိုးလေးရှိနိုင်တယ်တချို့ကြတော့အထင်မြင်လွဲရုံနဲ့မကဘူးတယောက်နဲ့တယောက်ကြားထဲမှာစိတ်ကစားရမိသွားတာတခြားကိုစိတ်ရိုက်မိသွားတာနဲ့ချိလှုပ်တယ်လို့ပုံစံမျိုးလေးတွေလည်းဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ Venus ကတော့မြင်တယ်သတိတော့ထားပေါ့ကြိုပြီးအရန်ကြောက်နေကြတော့မလို့ဘူးဒါမဲ့ဒီ base of the deck မှာက four of wands ကကြားရတဲ့အတွက်ကြောင့်ဒီဆက်ဆံရေးကဒီလိုအခြေအနေမျိုးလေးကြုံနေနိုင်တော့ညာလေလုံးဝအပိသက်ကြီးယတိပြက်ကြီးလုံးဝending ဖြစ်သွားမယ်ဆက်ဆံရေးလို့တော့ Venus မထင်သေးဘူးပေါ့နော်ရှေ့ကို ongoing တော့ဆက်သွားနေအောင်မယ်ဒါပေမဲ့ဒီလထဲမှာတော့တယောက်နဲ့တယောက်ကြားထဲမှာအဲ့ဒီ sneaky energy ပေါ့နော်ယုံကြည်မရှိတာတွေ trust issue ပေါ့ယုံကြည်မှုတိဆောက်လို့မရတာတွေတယောက်နဲ့တယောက်ကြားထဲမှာအရန်ကြီး honest ဖြစ်ပြီးရိုးသားမှုမရှိတာတွေမျိုးလေးတွေတော့ကြုံရနိုင်တယ်လို့ Venus မြင်ရတယ်နောက်တစ်ခုကတော့ခုန Venus အများနဲ့ပြောနေကြလို့ပဲပေါ့နော်ဒီလိုမျိုးတစ်ဖက်ကိုရွေးချယ်ကြ options လေးတွေပေါ်လာနိုင်တဲ့အနေအထားမျိုးလေးတွေတွေ့ရတော့ညာလဲပေါ့နော်ဒါဒီနောက်ထပ် romantic partner လည်းဟုတ်ချင်မှဟုတ်မယ်နောက်ထပ်တစ်ယောက်လည်းဖြစ်ချင်မှဖြစ်မယ်ဥပမာမိဘနဲ့ချစ်သူကြားမှာကိုဝေခွဲမရနေတာဘယ်ဘက်ရွေးရမှန်းမသိတာဒါမျိုးလေးတွေလည်းဖြစ်ကောင်းဖြစ်မှာပေါ့လေအဲ့တော့ဘယ်လိုပဲဖြစ်အဆင်ပြေလေးဖြတ်သန်းနိုင်ပါစေလို့ Venus ကဆုတောင်းပေးပါတယ်တက်နိုင်တဲ့လောက်ယုံကြည်မှုတည်ဆောက်ဖို့ကတော့အရေးကြီးတဲ့အနေအထားမှာတော့ရှိနေတယ်ပြောရမှာပေါ့နော်